15 ရက်17လ2025တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်မိသားစုဘဝကိုတည်ဆောက်ဖို့ကြံရွယ်နေတယ်ဆိုရင်တော့ဒီနေ့ဟာအချိန်ကောင်းဖြစ်တယ်အချို့တွေလက်ထပ်ခွင့်တောင်းခံရတာမျိုးဂရိစကားကြားရတာမျိုးတွေရှိမယ်အမျိုးသားဥဆောင်တဲ့ကိစ္စတွေမှာအောင်မြင်ဖို့ရှိတယ်ကိုချစ်ရတဲ့သူတွေကိုကာကွယ်ပေးရမယ်အဆင်မပြေဖြစ်နေတဲ့ဆက်ဆံရေးတွေပြန်လည်အဆင်ပြေလာဖို့ရှိမယ်အဆင်ပြေနေတဲ့သူတွေပိုပြီးအဆင်ပြေလာမယ်တကူရဲသမားတွေအတွက်ဒီနေ့မှာအခွင့်အလမ်းတွေပေါ်လာမယ်အချို့တွေကိုပြန်ရှာတွေ့ကြလိမ့်မယ်အချစ်စွမ်းအင်တွေကိုပတ်ဝန်းကျင်မှာပြည့်နှက်နေလိမ့်မယ်ဒီနေ့အတွက်ဆောင်းရှောင်းမဲ့အရာကတော့ကိုချစ်တဲ့သူတွေအပေါ်အလုံးစုံပေးဆက်တာကပဲအချစ်မဟုတ်ပါဘူးကိုလည်းပြန်ချစ်ပေးဖို့မမေ့ပါနဲ့လှလှလေးနေပါကိုဆွဲဆောင်မှုရှိအောင်နေထိုင်ပြောဆိုပြုမှုပါLucky Number နဲ့ Universe Message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်။ဒီနေ့ဒါဆိုအဆင်ပြေချုံးမွေးကြပါစေ။ဗီဒီယိုကိုဆုံးသက်ထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။